အားလုံးပဲမင်္ဂလာပါရဲမွန် tab blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီ view လေးထဲမှာတော့ Telegram အသုံးပြုနေတဲ့သူတွေအတွက် data clear လုပ်တဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဘာဖြစ်လို့ data clear လုပ်ရလဲဆိုရင်အခုကျွန်တော်ရဲ့လက်ရှိအသုံးပြုနေတဲ့ဖုန်းရဲ့ memory ကိုတစ်ချက်လောက်ကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ဒီ my file ထဲကိုသွားလိုက်မှာပေါ့နော်ကျွန်တော်ရဲ့အဖုန်းပေါ့နော် internet storage ကိုချက်ကြည့်မယ်သူကဒီမှာကျွန်တော်ရဲ့ဖုန်းကစီတာမှာ 128GB ပေါ့နော် 128GB ရှိတယ်အခုလက်ရှိကျွန်တော်တို့ data အသုံးပြုတာဖုန်းထဲမှာရှိတဲ့ data တွေကဒီ119GB ရှိပါတယ်ပေါ့နော်ဒါဆိုရင်နေရာလောကတိတ်မကြံတော့ပေါ့နော်အဲ့လိုမျိုးပြည့်နေတယ်ဆိုရင်ဘာကြောင့်ပြည့်နေလဲဆိုရင်ကျွန်တော်တို့Telegram အသုံးပြုနေတဲ့သူတွေပေါ့နော် Telegram ထဲမှာစက်ကားတွေကြည့်တယ်အဲ့မျိုးကြည့်ပြီးဆိုရင်ကျွန်တော်ကစက်ကားကိုကြည့်လိုက်တာနဲ့တော့ Telegram auto down ပေးတယ်ပေါ့နော်အဲ့မျိုး down လိုက်တဲ့ဟာတွေကကျွန်တော်တို့ရဲ့ဖုန်းရဲ့ memory ထဲကိုရောက်သွားတာပေါ့နော်ရောက်သွားပြီဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ memory ကကြာလာလို့ရှိရင် memory ပြည့်သွားမှာပေါ့နော်အဲ့လိုမျိုးမပြည့်အောင်ကျွန်တော်တို့ Telegram သုံးနေတယ်ဆိုရင် Telegram ထဲမှာရှိနေဒီကြည့်ပြီးသားစက်ကားတွေ video တွေ data တွေပေါ့နော်အဲ့ဒါကိုကျွန်တော်က clear လုပ်ပြရပါမယ်အခုက Telegram ထဲမှာ clear လုပ်နည်းလမ်းလေးကိုပြောပြပေးမယ်နော်ခုနကကျွန်တော်ဖုန်းမှာရှိတာကြည့်နော်only 119GB ပေါ့နော်သူ data ရှိတာကျွန်တော်အခု Telegram ထဲမှာ down ထားတဲ့ဟာလေးကိုကျွန်တော် clear တစ်ချက်လုပ်လိုက်ရင်ဘယ်လောက်ထိရော့သွားလဲဆိုတာတစ်ချက်တော့ကြည့်အောင်နော် Telegram ကိုသွားမယ်သွားပြီဆိုရင်ဘယ်ဆက်သွားမလဲဆိုရင်ဒီအပေါ်မှာရှိနေဒီ setting ပေါ့နော်အဆက်30ဟာလေးကိုတစ်ချက်နှိပ်ပြီးမယ်နှိပ်ပြီးဆိုရင်ဒီအောက်မှာ setting ရှိတယ်နော် setting လေးကိုတစ်ချက်သွားပြီးမယ်သွားပြီဆိုရင်အပေါ်လေးနည်းနည်းဆွဲတင်မယ်နော်ဆွဲတင်ပြီးဆိုရင်ဒီမှာ data and storage ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နော်နှိပ်ပြီးဆိုရင်ဒီမှာဒီလိုပေါ်လာပြီဆိုရင်ဒီအပေါ်မှာကြည့်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကြည့်တာစက်ကားတွေကိုသူတို့က down လာတယ် Telegram down လာပြီးတယ်သူရဲ့ data တွေပေါ့နော်အဲ့မှာဘယ်လောက်ရှိရဆိုရင်ဒီမှာဆိုရင် 6GB ရှိတယ်ပေါ့နော်ဒီမှာဆိုရင်အောက်မှာ data usage ဆိုတဲ့နေရာမှာဒီမှာ 8GB ရှိတယ်အဲ့ဒီက memory ထဲမှာသူပြည့်နေတဲ့ဟာတွေပေါ့နော်ဒီစာလေးကိုကျွန်တော်တို့ရှင်းထုတ်မယ်ဆိုရင်storage usage လေးကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးဆိုရင်ဒီအောက်မှာ clear ချိဆိုတာရှိရနော်အဲ့ဒါလေးကိုတစ်ချက်လောက်နှိပ်ပြလိုက်ပေါ့နော်နှိပ်ပြီးဒီလိုပေါ်လာပြီဆိုရင် clear ချိဆိုတာလေးကိုဆက်နှိပ်ပြီးမယ်ဒါဆိုရင်သူဖုန်းထဲမှာဒီ Telegram ထဲကဟာတွေပေါ့နော် data လေးကိုသူကဆေးထုတ်ပြလိုက်ပြီနောက်တစ်ခုထပ်လောက်အောင်မယ်နော်ဘတ်လေးနဲ့ပြန်ဆုပ်မယ်ဆုပ်ပြီးရင်ဒီမှာဒီအောက် data usage ဒီနေရာလေးကိုတစ်ချက်ထပ်နှိပ်ပြီးမယ်နော်နှိပ်ပြီးဆိုရင်အပေါ်လေးကိုနည်းနည်းဆွဲတင်မယ်ဆွဲတင်ပြီးဆိုရင်ဒီအောက်တောင်မှာဒီ result ဆိုတာလေးချက်နှိပ်ပြီနော် result ဒါလေးကိုချက်နှိပ်ပြလိုက်နှိပ်ပြီဆိုရင်ဒီလိုပေါ်လာပြီဆိုရင် result ကိုတစ်ချက်ထပ်နှိပ်ပြီဒါဆိုရင် data တွေမရှိတော့ဘူးเนาะကျွန်တော်တို့ download ကြည့်တာနဲ့ဇက်ကားတွေကဒီ Telegram ထဲမှာမရှိတော့ဘူးဆိုရင်memory လေးရော့သွားမှာပေါ့เนาะရော့လာမျိုးတစ်ချက်သက်ကြည့်အောင်ကျွန်တော်ရဲ့ဖုန်း memory ထဲကိုmy file ပေါ့เนาะmy file ဒီမှာနော်သူကချက်ချင်းမပြသွားလို့နော်ဒီမှာဆိုရင်ဒီမှာဘယ်လောက်ကြံ့လဲဆိုရင်ခုနကသူက1ခွန်ရှိရနော်အခုကဟိုစ1ပဲကြံ့တော့လေ 5GB လောက်ထိသူကရော့သွားပြီပေါ့နော် 5GB လောက်ထိသူကရော့သွားပြီအဲ့တော့ကျွန်တော်တို့ Telegram တွေကိုကျွန်တော်စက်ကကြည့်တယ်ဆိုရင်တစ်ပတ်တစ်ခါအဲ့လိုမျိုး clear သူရဲ့ Telegram ထဲမှာရှိနေ data တွေကိုဒီ clear လုပ်ပြီပေါ့နော် clear တစ်ပတ်တစ်ခါ clear လုပ်ပြီပါအဲ့ဆိုရင်ကျွန်တော်တို့memory ပါတွေမပြည့်တော့ဘူးပေါ့နော်ဒါဆိုလို့အလုံးကျွန်တော်အခုပြရဲ့နီလန်းလေးနဲ့လိုက်လုပ်လို့ရမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ view လေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးပါ Facebook မှာလည်း follow လုပ်ပေးထားကြဖို့မမေ့နဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်